အားလုံးပဲမင်္ဂလာပါဆိုတော့ကွန်ဆပ်ပိုင်းအောက်က page ကနေချိုးဆိုလိုက်ရပါတယ်ဆိုတော့ဒါ Europa League Quarter Final ဒုတိယအကျော့ United နဲ့ Lion တို့ပွဲကဒါတကယ်ကိုနောက်ဆုံးမိနစ်ထိတကယ်အိမ်မက်ဆန်ဆန် drama ဆန်ဆန်နဲ့ United တို့ရဲ့တကယ်ယူကျင်စရာအကောင်းဆုံး comeback ကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ဆိုတော့ပထမအကျော့မှာတူတူသေးကြတယ်ဒုတိယအကျော့အိမ်ဝင်းမှာပြန်ကစားမယ့်ပွဲစဉ်တော့ United ကနိုင်ဖို့အခွင့်အရေးတွေအများကြီးရှိတယ်ဆိုတော့တကယ်ပွဲတွင်းမှာလည်းတနည်းအားဖြင့်ပထမပွဲသားချိန်တွင်းမှာလည်း United ရဲ့လုတ်ပုံကိုင်းပုံနေပြီးတော့တကယ်ရှုံးထွက်အဆင့်ရဲ့မဖြစ်မနေနိုင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ထွက်လာတဲ့အသင်းပီသားတဲ့ပထမပိုင်း45မိနစ်ဖြစ်ခဲ့တယ်ဆိုတော့ပထမပိုင်းမှာအားလုံးလည်းသိတဲ့အတိုင်းပဲပွဲသားချိန်7မိနစ်ကျော်လောက်မှာဦးကာတီရဲ့အနီးကပ်ပိတ်သွင်းတဲ့သွင်းကိုနဲ့စပြီးတော့ဦးဆောင်နိုင်တဲ့ဒီဂိုးမှလည်းကျွန်တော်တို့အများကြီးပြောစီရတော့ရှိပါတယ်ဆိုတော့ခံစစ်ကနေ Mazzari မှာပေးလိုက်တာဆိုလို့ Bruno ကညာချမ်းကနေ area တွေချိုးပြီးတယ်ဂါနာချိုကတကယ်ကိုကောင်းလုံးနဲ့ဆိုတော့ဒီဂိုးမှာတော့ကျွန်တော်ကကစားသမားအားလုံးနဲ့မှာဂါနာချိုရဲ့ဒီ movement ကိုသဘောကျဆုံးပဲဂါနာချိုကပြန်မဲ့ကစားသမား2ယောက်လောက်ရှိတဲ့ကြားထဲကနေဘောလုံးကိုဆွဲထုတ်ပြီးတော့မှဒါအသင်းပေါ်စီပြန်ချိုးပြီးတယ်အဲ့ဒီအချိန်မှာနောက်ထပ်အရေးပါတဲ့ကစားသမားတစ်ယောက်ကတော့ Hoyland ပါ Hoyland ကသူ့ကိုကစားသမားပြန်မဲ့ခန်းစစ်ကစားသမားတစ်ယောက်လူကတ်ထားတဲ့အတွက် off the ball movement ကိုအကောင်းဆုံးပြခဲ့တဲ့ဂိုးလို့ကျွန်တော်ကတော့မြင်တယ်ပေါ့ဆိုတော့သူစီဘောလုံးမရောက်မှာတော့သိတယ်ဒါပေမဲ့လည်းသူ့ရဲ့ off the ball movement ကြောင့်တစ်ဖက်ခံစစ်ကသူ့ကိုပို့ပြီးတော့စိတ်ရိုင်းသွားတဲ့အချိန်မှာတစ်ဖက်ကလူလူချွတ်ရှိနေခဲ့တဲ့ဦးကာတေကဒါအပိုင်ပေးသွင်းပြီးတော့အသင်းအတွက်ဂိုးရတယ်ကျွန်တော်တို့ဒီ training မှာတွေ့နေကြဂိုးတွေအတိုင်းပဲတကယ်ကိုအဆင့်စစ်ချိတ်ဆက်ပြီးတော့မှတကယ်ကိုအရသာရှိတဲ့ဂိုးဖြစ်ခဲ့တယ်ဆိုတော့ပထမပိုင်းမှာ United ကတိုက်စစ်မှာတနည်းအားဖြင့်အသင်းရဲ့ညာချမ်းနေပို့ပြီးတော့စတယ်ညာချမ်းမှာ Bruno ရှိနေတဲ့အတွက် Bruno က wide player တော်လကောင်း number 10 row တော်လကောင်းပုံစံစုံစားပြီးတော့မှအသင်းရဲ့ဒီနေ့တိုက်စစ်အတွက်အခန်းကဏ္ဍဆုံးမှာ Bruno ရဲ့ပို့ပြီးတော့ကြီးမားတဲ့ပို့ပြီးတော့သဘောကျစရာကောင်းတဲ့ခြေစွမ်းကိုတွေ့ခဲ့ရတယ်ဆိုတော့ Bruno ရဲ့ခြေစွမ်းကလည်းတကယ်မိုက်တယ်ပြီးတော့ပထမပိုင်းမှာဆိုရင်ပြောရမယ်ဆိုရင်ကစားသမားအားလုံးဒီပါပုံစံကောင်းပြနေတယ်ဂါနာချိုကကျွန်တော်တို့လိုချင်တဲ့တိုက်စစ်ကစားသမားတောင်ပန်ကစားသမားတူပီတာတဲ့ခြေစွမ်းမျိုးပထမပိုင်း45မိနစ်အတွင်းမှာပြခဲ့တယ်ဆိုတော့ကန်တဲ့အချိန်မှာကန်တယ်ပေးတဲ့အချိန်မှာပေးတယ်သူ့ရဲ့ feint တွေပြီးတော့ sprint တွေအရန်ကောင်းတဲ့45မိနစ်ဖြစ်ခဲ့တော့ဆိုတော့ဒါ United နဲ့ပတ်သက်တဲ့45မိနစ် Onana ရဲ့ save နှစ်ကြိမ်လောက်လဲကျွန်တော်တို့ကြိုးစိုးရမယ်လက်ခံရမယ်ပြီးခဲ့တဲ့ပွဲဆုံးသူ့ရဲ့အမှားကြောင့်ဂိုးတွေပေးခဲ့ရတာနေဒီပွဲမှာပထမပိုင်းမှာတော့ပုံစံကောင်းတချို့နဲ့ပြန်ပြီးတော့ဒီ save တွေလုပ်ပြနိုင်တယ်ဆိုတော့ပထမပိုင်းမှာတော့ကစားသမားအားလုံးဒီပါပုံစံကောင်းပြနိုင်တယ် Casemiro နဲ့ Ugarte အတွဲရဲ့ပို့ပြီးတော့ရွှေဖြစ်မဲ့ပို့ပြီးတော့သဘောကျစရာကောင်းတဲ့ခြေစွမ်းတွေတွေ့ခဲ့ရတယ်ခံစစ်ကဆိုရင်လည်းမကွာရရဲ့ဒီ shot တွေကို block တဲ့ပုံစံမျိုးတွေတကယ်အနာခံပြီးတော့ကာကွယ်သွားတဲ့အခြေအနေတွေကတော်တော်လေးမိုက်တယ်ဆိုတော့45မိနစ်ပြီးဒုတိယပိုင်းပြန်စားတဲ့အချိန်4မိနစ်လောက်ကြာမှဂါနာချိုအပိုင်ရတယ်သူ့ရဲ့ကစားသမားဘဝမှာဒါ bicycle kick ပြီးရင်အကောင်းဆုံးဂိုးလို့တော့မှမြင်ရနိုင်တဲ့ဒီ Hoyland အလိုက်တဲ့လမ်းကြောင်းပြောင်းချပေးလိုက်တာကိုတော့ shot ပြေးထွက်သွားတယ်ခန်းတင်တောင်းချက်ဖိတ်ပြီးတော့မှလွတ်လွတ်ကျွတ်ကန်ခွင့်ရပါမယ်သူ့ရဲ့ကန်ချက်ကတော်တော်လေးလိုအပ်ချက်ရှိပြီးတော့မှကိုသမားဆေးသွားတယ်ပေါ့ဆိုတော့ကန်ချက်ကဂိုးသွားတင်တယ်ကိုအရင်နှမျိုးစရာကောင်းတယ်ဆိုတော့အဲ့အချိန်ကနေစပြီးတော့မှ United ကအခွင့်အရေးသိမ့်မရတော့ဘူးဆိုတော့ပြောချင်တာပထမပိုင်းမှာအခွင့်အရေးအများကြီးရတယ်ဒုတိယပိုင်းမှာလည်းအခွင့်အရေးတချို့ရပေမဲ့နှစ်ကူးပြည့်နဲ့ဦးဆောင်ထားတဲ့အသင်းတော်တော်လေးပေါ်ဆဆနဲ့ကစားနေတာတွေ့ရတယ်တိုက်စစ်သွားတဲ့အချိန်တွေမှာဆိုရင်တနည်းအားဖြင့်ဒါလော့ရဲ့ဒီနေ့ညာချမ်းနေတိုက်စစ်လိုက်ပါပြီးတော့မှ area အတွင်းနဲ့ပြန်ချိုးပေးလိုက်တဲ့အချိန်တွေမှာအသင်းပေါ်တွေကန်ဝင်ရတဲ့အချိန်ကြီးအတွက်မနေဘူးဒါပေမဲ့နှစ်ကူးပြည့်နဲ့ဦးဆောင်နေတဲ့အတွက်ဒီလိုအခွင့်အရေးတွေလွဲလာတယ်ကျွန်တော်တို့ဘာမှသိပြီးတော့ပြောစရာတော့မရှိဘူးဒါပေမဲ့လိုင်ယွန်ကပြန်ပြီးတော့တိုက်စစ်မြင့်လိုက်တဲ့အချိန်မှာခန်းစစ်ရဲ့ဟာကွက်တွေကြီးကြီးမားမားတွေ့ရတယ်တနည်းအားဖြင့်ဒုတိယပိုင်းမှာဒါမာဇာရီကိုထုတ်ပြီးတော့လူရှော့ထိလိုက်တဲ့အချိန်ရစပြီးတော့မှအသင်းရဲ့ညာချမ်းခန်းစစ်ကပို့ပြီးတော့ပြရာခတ်သွားတယ်ယူရိုတယောက်ထဲနဲ့ဘလုံးမဖြစ်တော့တဲ့အချိန်မှာတစ်ဖက်ကလူဆောင်ဝင်ကစားသမားဖူဖာနာတို့လာဂါဇက်တို့ကတော်လေးပုံစံကောင်းပြပြီးတော့မှဒီအသင်းရဲ့ဘယ်ချမ်းကိုပို့ပြီးတော့ဖိအားပေးရဲဆိုတော့ဘယ်လိုပြောရမလဲသူတို့ရဲ့ဘယ်ချမ်းတိုက်စစ်ကတော်တော်လေးအလုပ်ဖြစ်သွားတယ်ကြားတဲ့ပထမဂိုးမှာဆိုလဲပြောရမယ်ဆိုရင်ပြီးထားတဲ့ဂိုးတွေကလုံးဝမပေးသင့်တဲ့ဂိုးတွေမဖြစ်သင့်တဲ့ဂိုးတွေဘာမှမဆိုင်ဘဲနဲ့ဝင်သွားတဲ့အခြေအနေလေးလို့တော့ပြောလို့ရပြောချင်တာကြောင်အန်းနဲ့ဂိုးပေးလိုက်မှပေးလိုက်မယ်တည်တဲ့ပုံစံမျိုးပထမတစ်ဂိုးဆိုလဲတိုလီဆိုအနီကပ်ပေးသွားတယ်ဒုတိယဂိုးဆိုရင်ပို့ပြီးတော့မဖြစ်သင့်ပါဘူးဘယ်ချမ်းကဖိုဖာနာဖြတ်ပို့လိုက်တယ်အဲ့ဒါကိုညာချမ်းကဘယ်ကစားမှလည်းမသိဘူးကျွန်တော်တေချာတော့မမှတ်မိဘူးသူကန်လိုက်တာဂိုးပေါက်ကိုမတည့်ဘဲနဲ့ဒီတက်ကလီယာဖီကိုရှိနေတဲ့ရှေ့ကိုဘောလုံးတက်တက်ရောက်လာတဲ့တက်ကလီယာဖီကိုအကျုံးလုံးနေထားနဲ့ပိတ်လိုက်တာမှဒါဂိုးရဲဝင်သွားတယ်ဂိုးစီကျော်သွားတဲ့အတွက်ဂ
ကိုပြီးလိုက်တယ်ပေါ့ဆိုတော့အချိန်ကိုစီမကျော်လေလာကာဆက်ကပိတ်မှာဖြစ်တဲ့အတွက်ဒီဂိုးကကျွန်တော်တို့မျက်စိရှိတင်တကယ်ကန်ချက်ကောင်းကောင်းနဲ့ကန်သွားတဲ့ဂိုးမဟုတ်ဘဲနဲ့အစင်ကြုံသလိုကန်တဲ့ကန်ချက်တွေကဂိုးဖြစ်သွားတော့တော်တော်လေးကန်ဆယ်ပိုင်းပေါ်ရမှုလို့လည်းပြောလို့ရတယ်ဆိုတော့တစ်ဖက်အသင်းကအရန်ကန်ကောင်းနေတာလို့လည်းပြောလို့ရတယ်ဆိုတော့တူတူဖြစ်သွားတဲ့အချိန်မှာဆိုတော့ United တို့ပြန်လာဖို့ကြိုးစားပေးမယ်လေအသင်းရဲ့တိုက်စစ်ကတော်တော်လေးလိုအပ်ချက်များတယ်ကိုဘီမိုင်နူတို့ဝင်လာတဲ့အချိန်မှာကိုဘီမိုင်နူကသူဝင်လာတဲ့အချိန်အစားပြီးတော့မှလုံးဝတိုက်စစ်မှုဖြစ်ပဲကစားသွားတယ်ပြီးကြတော့ဒီလူစားဝင်ကစားသမားတွေထဲမှာကျွန်တော်တို့ကြီးကြီးမားမားပြောစရာကစားသမားတွေလို့တော့မရှိဘူးဆိုတော့အချိန်ပိုမနေ့ရောက်လာပြီဆိုတော့အချိန်ပိုပြန်စပြီးတော့ဘယ်တော့မှမကြသေးတဲ့အချိန်မှာပဲဒါတစ်ဖက်ကတော်တော်လေးခြေစွမ်းပြနေတဲ့ Chucky ကအသင်းအတွက်ဒါဥဆောင်ကိုတင်သွားတယ်ဆိုတော့ကစားသမားတစ်ယောက်ရော့နေတဲ့အသင်းကဒီလိုမျိုးအချိန်ပိုမနေ့မှာဂိုးပြန်သွင်းသွားရဲဆိုတဲ့အချက်ကတော့လုံးဝလက်ခံခြင်းစရာမကောင်းပြောလို့ရတယ်သွင်းသွားတဲ့ဂိုးမှာလည်းဖူဖာနာရဲ့သူ့ခြေသူ့လက်နဲ့လှုပ်သွားတဲ့ထိုးဖောက်မှုကနေစရဲပေါ့ဆိုဖူဖာနာကပုံစံကောင်းပြပြီးတော့မှ United ခံစစ်ကစားသမားတွေကြော်ဖြတ်တယ်ဆိုတော့နောက်ဆုံးဒါလော့တားလိုက်တဲ့အချိန်မှာဘောလုံးကပြန်ရှန်ထွက်လာပြီးတော့မှတစ်ဖက်ကဖူဖာနာနဲ့လူရှောနဲ့ထိခိုက်မိပြီးတော့တိုက်မိပြီးတော့လူရှောကဟန်ချက်ပြတ်နေတဲ့အချိန်ဘလုံးမှပြန်ပြီးတော့ cover လုပ်လို့မရတဲ့အချိန်မှာဒါလော့တစ်ယောက်တည်းရှိနေတဲ့အတွက်ချာကီကတော့သူ့ရဲ့ပုံစံတိုင်းတစ်ချက်တိုးထုတ်ပြီးတော့မှဘေးချင်းနဲ့ကန်သွားတယ်ကန်ချက်ကလည်းတော်တော်လေးကောင်းတယ်ဆိုတော့ရတဲ့ပေးလိုက်ရတဲ့ဒါစတိုတာမြောက်ကူပနတီမှာလည်းကန်စစ်ကလူရှောရဲ့လုံးဝမပါတဲ့ပုံစံပေါ့ဆိုတော့ဒီလိုကစားသမားကဒီလိုမျိုးအေးရအတွင်းနဲ့တိုးဝင်မှာတိနေတဲ့သားနဲ့ဒီလူရှောရဲ့တော်တော်လေးပေါ့စားတဲ့ဖြတ်ထုတ်မှုကပနတီပေးလိုက်ရတယ်ဆိုတော့2-4ဖြစ်သွားတယ်ဘလို့မှပြန်လာစရာအကြောင်းမရှိတော့ဘူးဆိုတော့အချိန်ပိုကနောက်ဆုံး15မိနစ်အတွင်းကိုရောက်နေပြီပြောချင်တာမိနစ်130လောက်ဖြစ်နေတဲ့အချိန်မှာ United တို့ပြန်လာဖို့ပြောရမယ်ဆိုရင်လက်ရှိခြေစွမ်းအရာပြီးတော့အသင်းရဲ့တိုက်စစ်မှာဘယ်သူမှမရှိတော့ဘူးအရန်ကစားသမားတွေလည်းအကုန်နီးပါးလေးပြီးသွားတဲ့အချိန်ဘယ်သူမှအရန်မှာကျွန်တော်တို့လူစားကစားဝင်ကစားသမားတွေဘလို့မှမျှော်လို့မရတဲ့အချိန်မှာ United ကလုံးဝကန်ဘတ်ဖြစ်လာမဲ့အချိန်တွေကနေ104မိနစ်မှာပနတီရတယ်ဆိုတော့ Casemiro ကိုတစ်ဖက်ကအမေဒါကကန်လိုက်တာမှာဘောလုံးမထိဘဲနဲ့ခြေထောက်ကိုထိပြီးတော့မှပနတီရသွားတယ် Casemiro ကြောင့်ပနတီရတယ် Bruno Fernandes အပိုင်ကန်တယ်ဆိုတော့3-4ဖြစ်သွားတယ်ပြီးကြတော့4-4ဖြစ်တဲ့တကယ်မိနစ်120မှာလဲဒါ Casemiro ရဲ့ပြပို့မှုကနေကိုဘီမိုင်နူကတကယ်ပုံစံကောင်းပြပြီးတော့မှသူ့ရဲ့ကျွန်တော်တို့ဒီ Liverpool ကိုပြီးခဲ့တဲ့FA ဘလာပွဲစဉ်မှာလာပြီးတွင်းတဲ့ဂိုးလိုမျိုးပဲတစ်ချက်ဖိတ်ပြီးတော့မှဒီဝိုင်ပြီးတော့ကန်သွားတော်တော်လေးမိုက်တယ်ဆိုတော့ဂိုးကလည်း Casemiro ကြောင့်ရတယ်လို့ပြောလို့ရတယ်ကျတော့နောက်ဆုံးမိနစ်120နဲ့အချိန်ပိုမိနစ်မှာမှဆိုတော့ဖူဖြစ်ပြီးတော့10မိနစ်လောက်ကြာမှာပဲဒါ Casemiro ရဲ့ဖြတ်တင်ပေါ်မှာ Harry Maguire အဆုံးသတ်ပြီးတော့အသင်းတို့ကလုံးဝယူးကျင်စရာကောင်းတဲ့လုံးဝယူးခါသွားနိုင်မဲ့ကမ်ဘတ်မျိုးပဲပြောချင်တာ104မိနစ်အထိ2-4နဲ့ရှုံးနေတဲ့အသင်းကဆိုတော့လက်ကျန်114မိနစ် sorry 114မိနစ်ထိ2-4နဲ့ရှုံးနေတဲ့အသင်းကလက်ကျန်6မိနစ်အချိန်ပိုထားပါတော့9မိနစ်လောက်ပဲကျန်တော့တဲ့အချိန်မှာ3ဂိုးပြန်သွင်းလိုက်တယ်ဆိုတော့ကမ်ဘတ်ကြီးကကျွန်တော်တို့မြင်ဘူးသမျှကမ်ဘတ်တွေထဲမှာအကျဉ်းဆုံးလို့ပြောလို့ရတယ်ဆိုတော့ဒီလိုမျိုးပြိုင်ပွဲဒီလိုမျိုးအဆင့်မှာဒီလိုမျိုးကမ်ဘတ်သွားတယ်ဆိုတော့အခြေအနေကကန်တရားလည်းပါလိမ့်မယ်ကစားသမားတွေကြိုးစားမှုလည်းပါလိမ့်မယ်နောက်ဆုံးမိနစ်ထိကျွန်တော်တို့TNT စိတ်ဓာတ်ကိုပြန်ပြီးတော့မြင်ခဲ့ရတဲ့မိနစ်အပိုင်းခြားနည်းနည်းလေးလို့လည်းပြောလို့ရတယ်ဘယ်လိုပဲဖြစ်ဖြစ်အသင်းကတော့နောက်တစ်ဆင့်ကိုတက်သွားပြီးဆိုတော့နောက်တစ်ဆင့်မှာတစ်ဖက်ကဘီဘောင်နဲ့ကစားမယ်ဘီဘောင်နဲ့ကစားမယ်ပွဲစဉ်အတွက်လည်းဒီထက်ပိုပြီးတော့ခက်ခဲအောင်မှသိကြရဲဆိုတော့အဲ့ပွဲစဉ်အတွက်ဒီထက်ပိုပြီးတော့ပြင်ဆင်ရမယ်ဘာဖြစ်ဖြစ်ဒီနေ့ပွဲစဉ်အတွက်ကတော့စိတ်ခံစားမှုကလုံးဝ roller coaster လို့ဖြစ်နေလိမ့်မယ်လို့ထင်တယ်ဆိုတော့တော်ယုံမျက်ရည်လွယ်တဲ့သူတွေအသေးငယ်တဲ့သူတွေဆိုရင်ဒီလိုမျိုးအခိုက်အတန့်ကိုတေချာပေါက်ရှုံးပွဲချပြီးတော့ငိုကောင်းငိုလိမ့်မယ်ဆိုတော့ပျော်လို့ကြတဲ့မျက်ရည်မျိုးဖြစ်လာနိုင်တယ်ဆိုတော့ဒီ3-4ဖြစ်ပြီးတဲ့အချိန်ဆိုတော့ပြန်ပြီးလာဖို့အတွက်ခက်ခဲနေတဲ့အချိန်မှာကွင်းတွေကကင်မရာကပွဲကြည့်စဉ်ကငိုနေတဲ့ကလေးလေးကိုပြရတယ် United ပရိသတ်ကိုပြရတယ်ဆိုတော့ကလေးလေးငိုသွားတဲ့လုံးဝစောက်တရားမရဘဲနဲ့ငိုသွားတဲ့အခြေအနေနောက်ဆုံး Harry Maguire ကိုသွင်းပြီးတော့ပွဲလဲပြီးသွားတဲ့အချိန်မှာကလေးလေးရဲ့ပြန်ပြီးတော့ပျော်နေတဲ့ရုပ်သံတွေကိုကင်မရာမန်တွေကအမိရရပြီးတော့တကယ်မိနစ်ပိုင်းလေးအတွင်းမှာတင်တကဘာလုံးရောတနည်းအားဖြင့် United အသင်းရဲ့ပရိသတ်တွေရဲ့ရင်ထဲကိုလုံးဝထိမှန်ခဲ့တဲ့အခိုက်အတန့်လို့ပြောလို့ရတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါဒီပွဲက United အတွက်အရန်ကို legendary match လို့ကျွန်တော်ကတော့ပြောလို့ရတယ်ဆိုတော့နောက်ပွဲဘာတွေဖြစ်မယ်လဲမသိဘူးလက်ရှိခြေစွမ်းရလဲအားနည်းချက်တွေအများကြီးရှိရတဲ့ကမှဒီလိုမျိုးကမ်ဘတ်
သွင်းကိုတွေနဲ့နိုင်သွားတဲ့အတွက်ကျွန်တော်ကတော့ဒါအခုလိုမျိုးဒီဗီဒီယိုကိုချက်ချင်းပဲဒါ update လုပ်ပြီးတော့မှတင်လိုက်တယ်ဆိုတော့ United ပရိသတ်တွေနဲ့လည်းထပ်တူပျော်ရွှင်ဝမ်းသာမိပါတယ်ခင်ဗျာ